ကံကောင်းခြင်းနဲ့ကံကောင်းခြင်းအဆောင်ကောင်းလေးဆောင်လိုက်ရင်ကံကောင်းလာမယ်လို့ထင်ကြတယ်တော်များများအဆောင်ကောင်းလေးဆောင်တာနဲ့ကံကောင်းနိုင်ပါမလားဆုတောင်းကြတယ်ဆုတောင်းရုံနဲ့ကံကောင်းနိုင်ပါမလားအဲ့တော့ဒီအဆောင်ကောင်းကိုဘယ်သူကပေးတာတုံးဆိုပေးတဲ့ဆရာလည်းရှိတယ်အဲ့ဒါဆိုလို့ရှိရင်သူကရောပေးတဲ့လူကရောတကယ်ကံကောင်းနေသလားမေးဖို့လိုတယ်လေအဆောင်ကောင်းတွေပေးတဲ့ပုဂ္ဂိုလ်ကရောတကယ်ကံကောင်းသူဟုတ်ကလားနော်ဆေးဆရာကိုယ်တိုင်ကတည်တတ်တယ်ဆိုရင်သူကမသေးအောင်ကုနိုင်တယ်ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးလေအဲ့တော့အဆောင်ပေးတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကရောကံကောင်းနေသလားဆိုစဉ်းစားဆုတောင်းရုံနဲ့ကံကောင်းနိုင်သလားလို့ဆိုတာစဉ်းစားကြည့်မယ်ဆိုသူလည်းဆုတောင်းမှာပဲငါလည်းဆုတောင်းမှာအဲ့တော့ဆုတောင်းလို့ကံကောင်းမယ်ဆိုလူတိုင်းကံကောင်းကြမှာပဲဒါအားလုံးကဆုတောင်းကြမှာဟောမြတ်စွာဘုရားဟောထားတဲ့မဂ္ဂင်၈ပါးတရားဆိုတာနိဗ္ဗာန်ထိအောင်ပို့ဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လူလောကမှာလည်းပဲကံကောင်းမှုအတွက်ထောက်ကူတွေအများကြီးဖြစ်စေတယ်ဒီလိုဆိုလို့ကံကောင်းမှုဆိုတာအလွယ်လေးနိဗ္ဗာန်ရဖို့သာခက်တာနိဗ္ဗာန်တောင်ပို့ဆောင်နိုင်တဲ့အကြောင်းတရားဒီကံကောင်းမှုဆိုတဲ့အကျိုးလောက်ကတော့အသာလေးဖြစ်နေပြုလုပ်တာသမွေးဝါညောင်းလုပ်တာကြိုးစားတာအထောက်တာတတိရှိတာစိတ်တည်ငြိမ်မှုရှိတာဒါတွေကဒီ၈ခုနဲ့ဖွဲ့စည်းထားတာကိုမက္ခလမ်းကြောင်းလို့ဆိုလို့ရပေါ့အဲ့ဒီလမ်းကြောင်းကြီးကနေသွားရမယ်လို့လောကမှာတန်တရားဥက္ကတောင်လွတ်စေတတ်တဲ့ဒီလမ်းကြောင်းဟာကံကောင်းဖို့ရာအတွက်ကတော့အသာကလေးဖြစ်နိုင်တဲ့လမ်းကြောင်းပဲလို့အဲ့တော့မြတ်စွာဘုရားကဒီလိုလမ်းကြောင်းဖွင့်ပြပြီးမှန်ကန်တဲ့တရားတွေကိုအိန္ဒိယနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကဟောပြောခဲ့တယ်ဟောပြောလို့မြတ်စွာဘုရားဟောပြောချက်အတိုင်းလိုက်နာဆောင်ရွက်ကြသည့်အတွက်ကြောင့်ကံကောင်းသွားကြတဲ့ပုဂ္ဂိုလ်တွေအများကြီး